present perfect tense အောက်ဖို့ပြပါအခြေအနေတရရဲ့တွင် present perfect tense ကိုအသုံးပြုရပါတယ်ဒီ tense ကို has have အပေါင်း battery ပုံစံနဲ့ရေးရပါတယ်ဒီကစားအလုပ်တစ်ခုတောင်းမြတစ်ခုကိုဖော်ပြရန်အတွက်လည်း present perfect tense ကိုသုံးရတယ်ယခုလောလောဆယ်ပြုလုပ်ပြီးသည်မဟုတ်လွန်ခဲ့သောအချိန်တစ်ချိန်ကပင်ပြုလုပ်ခဲ့ပြီးယခုတိုင်အကျိုးသက်ရောက်မှုရှိနေသေးတယ်ဆိုရင်လည်း present perfect tense ကိုသုံးပေးရပါ since for စသောတိုင်းအတ္တပများဖြင့်လည်းတွဲ၍သုံးစွဲလေ့ရှိပါတယ်ဤပုံစံသည်အတိတ်နှင့်ပြစ္ဆုတ်ပံကိုတွဲဖက်သုံးစွဲခြင်းဖြစ်ပါတယ် just ယခုလေးတွင် ever never already yes once twice စသည်တို့နှင့်အများအားဖြင့်တွဲ၍တွေ့ရတတ်ပါတယ်ဥပမာ she had just gone out သူမအခုလေးတွင်အပြင်ထွက်သွားပြီ have you ever been to ချောင်းသာခမားချောင်းသာကိုရောက်ဖူးသလား Coco has not finished his homework ကိုကိုအိမ်စာမပြီးသေးဘူး she has never traveled by plane သူမလေယာဉ်ပြန်ဖြင့်ဘယ်တုန်းကမှခရီးမသွားဘူးပါ It is only 3 p.m. but mother has already got dinner အခုမွန်းလွဲ3 နာရီပဲရှိသေးတယ်သို့တော့အမေသည်ညစာကိုချက်ပြီးပြီ